ပရိသတ်များလုံးမင်္ဂလာပါကျွန်တော်မေလရဲ့နောက်ဆုံးရက်ဖြစ်တဲ့31ရက်နေ့ဒီနေ့မှာမေလနဲ့ပတ်သက်တဲ့ကြပြလေးတစ်ပုဒ်ကိုဖတ်ပြရင်အဲ့ဒီကြပြပေါ့ကျွန်တော်ခံစားရသမျှကိုခင်ဗျားတို့စီပြန်ပြီးဖောက်သေးကြခြင်းပါတယ်ဒီကြပြကတော့တစ္ဆပန်းများနဲ့မေလဆိုတဲ့ဆရာမောင်ချောနယ်ရဲ့နာမည်ကျော်ကြပြဖြစ်ပါတယ်မောင်ချောနယ်ကကျွန်တော်အတွက်ဒီနိုင်ငံမှာကျွန်တော်အကြိုက်ဆုံးသဘောကျဆုံးအယူသွရဆုံးကြပြဆရာတယောက်ဖြစ်ပါတယ်ကြပြအကြောင်းကိုစဉ်းစားလိုက်တာနဲ့ကျွန်တော်အလွတ်ရနေတဲ့စာသားအများဆုံးမှတ်မိတဲ့ကြပြအများဆုံးကလည်းမောင်ချောနယ်ကြပြတွေပဲဖြစ်ပါတယ်တခြားကြပြဆရာတွေလည်းကျွန်တော်အများကြီးကြိုက်တဲ့ကြပြဆရာတွေရှိပါတယ်အောင်ချိတ်တို့သူခမိန်လိုင်းစသဖြင့်ပေါ့ဒါပေမဲ့မောင်ချောနယ်ကတော့အားလုံးရဲ့အထဲမှာကျွန်တော်ကိုပို့ပြီးတော့နှစ်သက်ဆွဲလန်းအောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်အဓိကကတော့သူ့ဘဝနေထိုင်ပုံပြီးတော့ခံစားမှုကဲတဲ့သူ့ရဲ့ကြပြတွေကကျွန်တော်တို့ဘဝနဲ့ပို့ပြီးတော့မြန်မာနိုင်ငံကလူတွေဘဝနဲ့ပို့ပြီးတော့အဆက်တယ်လို့ကျွန်တော်ခံစားလို့ပါဒီမေလကကျွန်တော်အတွက်ဆိုလဲ personally ရပြောမယ်ဆိုရင်ဒုက္ခဒုက္ခတွေအများကြီးကြုံခဲ့ရလားဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲအနာဂတ်အတွက်ကောင်းမွန်တဲ့အလားအလာတွေကိုမြင်နိုင်တဲ့လားလို့လည်းပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒုက္ခတွေအစုပ်လိုက်ပွင့်တယ်လို့ပဲဒုက္ခတွေကိုလည်းလှမ်းမြင်ရတဲ့ကာလလို့ပြောနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့တိမ်လို့နှိမ်ဆင်းလိုက်တိမ်လို့မြင်သွားလိုက်ရိုလာကိုစတာစီးနေရတဲ့မေလလို့ပဲတစ်စိတ်ကပ်ရမှာဒါကြောင့်ပဲကျွန်တော်ဒီမေလရဲ့နောက်ဆုံးရက်လေးမှာမေလမကုန်ခင်မှာမေလနဲ့ပတ်သက်တဲ့ကြပြလေးကိုကျွန်တော်ဖတ်မိရင်ဒီအကြောင်းပြောဖို့ဖြစ်လာတာပါဒီကြပြကိုကျွန်တော်အရင်ဆုံးရုပ်ပြမယ်ပြီးတော့ကျွန်တော်နားလည်မိသလောက်ခံစားမိသလောက်ဒီကြပြအကြောင်းပြောပြပါမယ်တစ္ဆပန်းများနဲ့မေလတဘောကကြပြဆရာမဟုတ်ခဲ့တာသိကြပြီဘာတစ်ခုမှမရှိတော့တဲ့မေလမှာနောက်ထပ်ဘာမဆိုပေးလိုက်ရပြန်တဲ့မေလမှာအစင်မပြေမှုတွေအစီအစဉ်ကြနာလုံးတဲ့မေလမှာအလကားရတဲ့ညနေခင်းကတောင်မထီမဲ့မြင်ပြုခံရတဲ့မေလမှာဒုက္ခတွေအဆုပ်လိုက်ပွင့်အားကောင်းတဲ့မေလမှာအာကြီးဖုန်ထတဲ့လေဘူးတဲ့အနှံ့ပြားစီပွားခြင်းတိုင်းပွားနေလွင့်နေတဲ့လဲမို့တွေလိုမေလမှာအဆုပ်ပွားညတွေရသူမေလမှာတလိပ်ဖက်လိုလာမင်းကြီးကိုမြင်မိသူမေလမှာအဲ့တဖျားထောက်เสียမလက်အောင်ပဲဒဏ်ရာအပြည့်ခံတာနဲ့မေလမှာမေလပေါင်းများစွာပြန်လဲစုစည်းမိသူမေလမှာအချိန်မှန်အတွင်းလူနာဖြစ်တင်ပို့ခံရသူမေလမှာအဖျားထိတ်တစ်ခုပေါ်ရောက်ခဲ့ပေမဲ့လဲပြန်လဲကျမ်းမာခွင့်မရှိတော့တဲ့မေလမှာအသက်ရှင်တစ်ချက်မရှင်တစ်ချက်မေလမှာမေလကမေလမှာအသေးသာပြန်ရလိုက်တဲ့မေလမှာပေါ့ချော်ရီဘူးကြိချွဲနေ့လယ်စာတွေငမန်းတောင်စူးကြမ်းပြင်တွေစာတေရီယန်မြက်ပင်ရှည်လက်တွေလူအဖြစ်တရုပ်ဆောင်ရသူမေလလောကဘရိတ်သွားပေါ်တွားသရွာဖြစ်ရသူမေလတနေ့တည်းတင်မောအကျင့်တရားမှောက်ရတဲ့မေလတောလူတစ်ခုမှာလူချင်းတိုက်မိလို့မတော်တဆပကံနဲ့ဖိတ်ကြတဲ့အသားတုံးအကြလေးတောင်မှမစားရသူမေလမနဲ့လင်းရင်ကိုအတုပကိုချပြီးမြို့ကြီးထဲထွက်ခွာသွားရသူမေလသူတပားရဲ့အတုပမှာအခစားလိုက်ငိုရတဲ့ငိုချင်းတယ်မှမေလသူကလေးတွေကိုမုံဝယ်မကြွေးနိုင်လို့သူ့လက်မောင်းသွေးတွေဖောက်တက်ရရှာသူမေလနေပြန်တိုးတွေဝက်ဥစုပ်ခံရသူမေလဘွားရဲ့ဘက်ထရီအိုးတွေတော်တော်များများဖြက်စီးခံရသူမေလအင်မတန်အကြွေရဲတဲ့ငုပင်တွေပေါ်သူ့အသက်ငွေ့ကလေးသွားတင်မိတဲ့မေလပေါ်မေလတွေကနေအသက်နှလုံးကိုဆက်ခနဲဆွဲနှုတ်ပြီးဖဲသမားတယောက်ဖဲချက်ကိုဆွဲထုတ်လက်ဖွားတဲ့ထက်ဖြန်းကနေရိုက်ချလိုက်တယ်လို့မျိုး
ရိုက်ချကြည့်လိုက်တဲ့အခါမေလရာသီဟန်ဆောင်နေတဲ့မေလကိုသာတွေ့ရတဲ့မေလပေါ့ဖြူတကောင်လိုခါချလိုက်လို့ဖြူစူးတွေအကုန်ကွာကျသွားမဲ့ဖြူဘဝရောက်ပြီမေလရာခါချလိုက်ပါဆိုရင်တောင်အကျိန်2,400,000ခါချမှတစ်ကြိမ်သာသူ့ဒုက္ခဖြူစူးများကွာကျနိုင်မဲ့မေလပေါ့မောင်ချောနွယ်ဒီကြပြလေးကတော့ပြည်မြို့သားကြပြဆရာမောင်ချောနွယ်ရဲ့သစ္စာပန်းများနဲ့မေလဆိုတဲ့ကြပြဖြစ်ပါတယ်ဒီကြပြတွေကအစင်မပြေမှုတွေအစီအစဉ်ကြနာလုံးတဲ့မေလမှာဆိုတဲ့စကားကလည်းကျွန်တော်စာရေးတဲ့သူတွေမကြာခဏထဲ့ညွှန်းဆိုရတဲ့စကားလေးဖြစ်ပါတယ်လူတွေအတွက် iconic ဖြစ်တဲ့အပိုက်လေးလို့ပြောလို့ရပါတယ်ပြီးတော့နောက်ထပ်တစ်ပိုက်ဖြစ်တဲ့ဒုက္ခတွေအဆုတ်လိုက်ပွင့်အားကောင်းတဲ့မေလဆိုတဲ့စာသားကတော့ကျွန်တော်ဒီကြပြကိုဖတ်မိတာ3နှစ်လောက်ပဲရှိအောင်မယ်ထင်ပါတယ်ဒီကြပြကိုစသည်တာအဲ့ဒီမတိုင်ခင်ကကျွန်တော်ဒီစာသားကိုရင်းနှီးနေပါတယ်ဒုက္ခတွေအဆုတ်လိုက်ပွင့်နေဆိုတာဘယ်ထဲကလဲဆိုတော့ကျွန်တော်တို့ Melody Wall မှာဝင်တာဖြစ်ခဲ့တဲ့အားလုံးလဲနှစ်သက်သဘောကျခဲ့တဲ့တိုင်းသားပေါ့လီဂါဆိုတဲ့ rocker ကိုခင်ဗျားတို့မှတ်မိမယ်ထင်ပါတယ်လီဂါရဲ့ album ထဲမှာပါတဲ့သချင်းတစ်ပုဒ်ပါအဲ့ဒီသချင်းကိုအောင်ကိုမြင့်ရေးတဲ့သချင်းတစ်ပုဒ်ထဲမှာဒုက္ခတွေအဆုတ်လိုက်ပွင့်နေဆိုတဲ့စာသားပါခဲ့ဘူးပါအဲ့တော့ကကျွန်တော်အောင်ကိုမြင့်ရဲ့ကိုပိုင်စကလုံး watch လို့ပဲကျွန်တော်ထင်ခဲ့တာပါဒါပေမဲ့ဒါကဆရာမောင်ချုံးရဲ့ကြပြတွေကဖြစ်နေမဲ့ကျွန်တော်နောက်ပိုင်းကျမှသိလာရတာပါဆိုတော့ဒီထဲကကျွန်တော်ကြိုက်တဲ့စာသားလေးတွေကိုပြောရမယ်ဆိုရင်အဆုတ်ဘွားညတွေရသူမေလမှာတလိပ်ဖက်လို့လာမင်းကြီးကိုမြင်မိသူမေလမှာဆိုတာလာမင်းကြီးကိုတလိပ်ဖက်လို့မြင်တတ်ဖို့ဆိုတာမြင်မိဖို့ဆိုတာလာတော့ကျွန်တော်တို့ယာဒီနဲ့ရက်နဲ့ကွာခြားတယ်လို့လာကိုကျွန်တော်တို့မြင်ရတဲ့အချိုးစားပုံရိပ်ကလည်းကွာခြားပါတယ်လာပညာမှာဆိုလာလုံးဝအပြည့်ကြီးမြင်ရတယ်လို့လာစုပ်ရက်တွေဆိုရင်လည်းလာကိုတေးသေးလေးမြင်ရတာမျိုးတွေရှိတယ်ပါတယ်ဒါပေမဲ့သူ့ရဲ့မေလကဘယ်လောက်ထိသူ့အတွက်ဒုက္ခရောက်စေတဲ့မေလတောကများတဲ့မေလလဲဆိုတော့လာမင်းကြီးကိုမြင်ရတောင်ပဲလာမင်းကြီးကိုခံစားခွင့်မရရှာဘူးတလိပ်ဖက်လောက်ပဲသူကလာမင်းကြီးကိုမြင်ရတယ်အဲ့တဖျားထောက်เสียမလက်အောင်ပဲဆိုတော့ခင်ဗျားတို့လူနာတယောက်ကိုမြင်အောင်ကြည့်လိုက်ဗျာဒဏ်ရာတွေအပြည့်နဲ့ तू ကယောဂတွေအများကြီးရှိတော့သူ့ကိုနေရာခန္ဓာကိုယ်တနက်တစ်ပြားမှာဆေးလိုက်ထိုးရတော့အဖျားတစ်ထောက်စာတောင်နေရာမလက်အောင်ကျွန်တော်တို့ကဒဏ်ရာတွေပြည့်နေတဲ့ခန္ဓာကိုယ်အဲ့လိုခန္ဓာကိုယ်နဲ့မေလဆိုပြီးတော့ तू တင်စားထားဖြစ်ပါတယ်မောင်ချောနယ်ကကျွန်တော်သိသလောက် तू ကသူ့ဘဝကတကယ့်ကိုကြေကွဲစရာကြီးဗျမှိုင်းညို့လွှမ်းဆွမှုလည်းအပြည့်ရှိတယ်ပြီးတော့သူ့ဘဝကဝေဒနာတွေဒဏ်ရာတွေနဲ့ပဲပြည့်နေနေတဲ့သူတို့ကျွန်တော်ကတင်စားခြင်းပါတယ်ဆိုတော့သူရေးတဲ့ကြပြတွေကဒီအချစ်ကြောင်းကိုဖွဲ့မယ်ဆိုရင်လည်းတကယ် तू ကတကယ်ကြွေလောက်အောင်ရေးနိုင်တယ်ဗျာဒီလိုပဲသူ့ရဲ့ဝေဒနာတွေကိုတင်စားတဲ့နေရာမှာဆိုလေသူ့ကိုလုံးဝတနာခြင်းလာအောင်သူကတနာခြင်းလာအောင်ရေးလို့ကျွန်တော်မဆိုလိုပါဘူးသူ့ရဲ့ဒုက္ခကိုကျွန်တော်တို့စာနာသူနဲ့တစ်ထက်တည်းစာနာမိနိုင်လောက်အောင်သူကအရေးသားပြောင်မြောက်တဲ့သူဖြစ်ပါတယ်အဖျားထိတ်တစ်ခုပေါ်ရောက်ခဲ့ပေမဲ့လည်းပြန်လည်ကျမ်းမာခွင့်မရှိတော့တဲ့မေလမှာဆိုတာလေဒါဆေးဘက်ဆိုင်ရာအသုံးလုံးလိုပါပဲဆေးကူဖို့ရန်ခက်ခဲတယ်ဗျာဆေးရုံတက်ဖို့ဆိုတာအဲ့ဒီခေတ်ကသူတို့လိုဆင်းရဲတဲ့လူတွေအတွက်ဆိုရင်မလွယ်တဲ့အနေထားပေါ့ဒါပေမဲ့သူ့အတွက်အဖျားထိတ်တစ်ခုပေါ်သူရောက်ခဲ့တယ်ဒါပေမဲ့ပြန်လည်ကျမ်းမာခွင့်မရှိတော့ဘူးယောဂကျွမ်းနေပြီဒီလိုဖြစ်မှာပေါ့အသက်ရှင်တစ်ချက်မရှင်တစ်ချက်မေလတဲ့မေလကမေလမှာအသေးသာပြန်ရလိုက်တယ်မေလတဲ့သူတို့ကယ်တော့ကယ်လိုက်တယ်ရသလောက်ရှင်တစ်ချက်မရှင်တစ်ချက်လူနာကိုကယ်လိုက်တယ်ဒါပေမဲ့ပြန်ရလိုက်တာကအသေးပဲရလိုက်တယ်မေလတဲ့ဘလော့က break သွားပေါ်မှာတွားတရဝဖြစ်ရသူမေလတဲ့စဉ်းစားကြည့်တယ်များခင်ဗျားတို့ဘလောက်တောင်ထိခိုက်နာကျင်ဖို့ကောင်းတယ်လဲဆိုတာ break သွားလို့ထက်တဲ့လောကစူလန်းပေါ့ဗျာ break သွားလို့လမ်းမှာသွားတော့ယူမသွားဘူးလမ်းလျှောက်ပြီးသွားတာမဟုတ်ဘူးတွားတရဝဖြစ်ရသူမေလဆိုတာတနေ့တည်းမှာသင်္ဘောအကျင့်တရားမှောက်ရတဲ့မေလဆိုတော့သင်္ဘောမှောက်တယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့သင်္ဘောမစီးဘူးတဲ့သူတွေဆိုရင်တော့ဒီဒုက္ခကိုနားလည်နိုင်မှာမဟုတ်ဘူးထင်တယ်ဗျ
ရေမနစ်ဖူးတဲ့သူတွေရေနေတဲ့ဒုက္ခကိုနားမလည်ဘူးသလိုမီးမလောင်ဘူးတဲ့သူတွေမီးလောင်တဲ့ဒုက္ခကိုမသိသလိုပေါ့ဒါတွေကပြောရင်ကျွန်တော်ရုပ်ရှင်ကြည့်တာတို့စာထဲမှာဖတ်ရုံနဲ့ဒါတွေကခံစားလို့ကိုချင်းစာလို့မရဘူးတကယ်တော့သင်္ဘောမောက်တဲ့ဒုက္ခလှေမောက်တဲ့ဒုက္ခဘယ်လောက်ဆိုးသလဲဆိုတာကိုသူတို့ကိုယ်တိုင်ပဲသိနိုင်လေဗျကျွန်တော်ကတော့ရေလဲနစ်ဖူးတယ်လှေလဲမှောက်ဖူးတဲ့အတွက်ဒီဒုက္ခဘယ်လောက်ဆိုးလဲဆိုတာသိပါဒါပေမဲ့ကျွန်တော်ကတစ်ဖက်မှာကောင်းတာကရေကူးရက်တော့သင်္ဘောမောက်လဲလှေမောက်လဲကျွန်တော်တို့ကအရင်စိုးရုံစရာမရှိရဲ့အချိန်နေတာဖြစ်နေတာပေါ့တနေ့တည်းမှာသင်္ဘောအချိန်တရာမှောက်တယ်ဆိုတော့ခင်ဗျာသူ့ဒုက္ခဘယ်လောက်တောင်ပွားထလဲဆိုတော့ခင်ဗျာစဉ်းစားကြည့်ပေါ့ဗျာပြီးတော့နောက်ထပ်ညှို့ထားနေရာလေးတခုအရင်ကြိုက်ပါတယ်တောလူတစ်ခုမှာလူချင်းတိုက်မိလို့မတော်တဆပကံနဲ့ဖိတ်ကြတဲ့အသားတုံးအကြလေးတောင်မှမစားရသူမေလားဆိုတာအလူဆိုတာဒီဟာလဲပြောရင်ရွာအလူတွေကိုသွားစားဘူးတဲ့သူတွေမှတိမဲ့ခံစားချက်မျိုးဗျအလူတွေဆိုတာကျွန်တော်သွားဘူးတဲ့အလူတော်များကတော့ဒါအစားတောက်တွေပေါ်ရှန်တဲ့အလူတွေပဲများပါဒါပေမဲ့တချို့မပေါ်ရှန်တဲ့အလူတွေလည်းရှိနိုင်ပါတယ်ကိုကအချိန်နောက်ကျမှရောက်သွားလို့အလူမှာစားစရာဟင်းမရှိတော့တာတို့ဒါမျိုးရှိနိုင်တယ်ဗျာသူ့အတွက်အသားတုံးအကြလေးသူရခဲ့တယ်ဒါပေမဲ့ကံကဘယ်လောက်ဆိုးလဲဆိုတော့ကံကောင်းစွာနဲ့အသားတုံးလေးပကံနဲ့ကြခဲ့တာတောင်မှမတော်ဆလူချင်းသွားတိုက်မိလို့အဲ့အသားလေးကိုမစားလိုက်ရတဲ့မေလတော်လေးလဲစနာဖို့ကောင်းပါတယ်သူတစ်ပါးရဲ့အတုပမှာအခါစားလိုက်ငိုရတဲ့ငိုချင်းတယ်မှမေလဆိုတာပြောရရင်ဗျာအတုပမှာလူတွေငိုတာတော့ပွင့်လင်းပြောရရင်ဝမ်းနည်းစရာကောင်းတာမှန်ပေမဲ့ဒါကလောကဓမ္မတာဗျဖြစ်နေကြမမြဲခြင်းတရားပေါ့အနိစ္စတရားပါဒီလိုကျွန်တော်တို့ဖြေလို့ရဒါပေမဲ့အဲ့ဒီထက်ဆိုးတဲ့အခြေအနေကဘာလဲဆိုတော့သူတစ်ပါးရဲ့အတုပမှာငွေကြေးမပြည့်စုံလို့ခက်ခဲတဲ့လူကအခါစားလိုက်ပြီးတော့ငိုရတဲ့ဘဝဆိုတာအဲ့ဒီထက်ဆိုးတဲ့ဘဝကတော့မရှိတော့ပါဘူးဆိုတော့ဒီဘက်ခေတ်လူငယ်တွေကျွန်တော်တို့မြို့ပေါ်ကလူတွေကတော့ဒီလိုအခြေအနေမျိုးကိုနားလည်ဖို့ခက်ခဲမဲ့ထင်ပါတယ်ကျွန်တော်နယ်မှာဆိုတော့ဒါတွေကတကယ်တည်းရှိနေတဲ့ဒုက္ခတွေဖြစ်ပါတယ်သူကလေးတွေကိုတဲ့မုံဝယ်မကျွေးနိုင်လို့သူ့လက်မောင်းသွေးတွေဖောက်တိုက်ရရှာသူမေလားတဲ့နေပြန်ဒိုးတွေဝက်ဥစုပ်ခံရသူမေလားဒီကိစ္စကလည်းကျွန်တော်တို့ရက်ွက်တွေထဲမှာဆင်းရဲတဲ့ရက်ွက်တွေမှာနေဘူးမှနေမှာနေဘူးမှဒီလိုခံစားချက်တွေကပို့ပြီးတော့ခံစားလို့ကောင်းမှဖြစ်ပါတယ်ဒီကြပြမှာကျွန်တော်အရန်ကြိုက်တဲ့ကြွေတဲ့စကားလုံးလေးတစ်ခုရှိပါတယ်ကျွန်တော်တကယ်ချင်းတောင်ကျွန်တော်မိတ်ဆွေတောင်ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းတွေတောင်ကျွန်တော်ပြန်ပြောပြတယ်အင်မတန်အကြွေရဲတဲ့ငုပင်တွေပေါ့သူ့အသက်ငွေ့ငွေ့ကလေးသွားတင်မိတယ်မေလာပေါ့ဆိုတော့ငုပင်ဆိုတာကငုပင်ကအရွက်တွေကနွေရသည်ဆိုရင် तू ကလေမတိုက်လဲကြွေတယ်လေလေးဖြတ်ခနဲ့ဝှေ့လိုက်ရင်လဲ तू ကကြွေတယ်အရန်အကြွေရဲတယ်ဗျဆိုတော့အဲ့လိုအကြွေရဲတဲ့ငုပင်ပေါ်မှာသူ့အသက်ရှူငွေကလေးဗျအသက်ရှူငွေလေးဆိုတာလဲ तू ကသူ့အသက်ကလည်းပြောရရင်တော်တော်ကြီးမာထန်ထန်ကျမ်းမာနေတဲ့အသက်မဟုတ်ဘူးတကယ်ရှင်တစ်ချက်မရှင်တစ်ချက်လူနာစီကအသက်ရှူငွေကလေးအဲ့ဒီအသက်ရှူငွေလေးကိုသွားတင်တဲ့ပစ္စည်းကလည်းအကြွေရဲတဲ့ငုပင်တွေဖြစ်နေဆိုတော့ဘလောက်တောင်တနာဖို့ကောင်းလိုက်တဲ့မေလလဲဘလောက်တောင်စာနာတဲ့နဲ့မေလတွေကပုံကိုလဲဆိုတာကျွန်တော်တို့ခံစားရပါတယ်ဖြူတကောင်လို့သူ့ရဲ့ဒုက္ခတွေကိုခါချလိုက်မှကြွာကြသွားမယ်မေလားလို့သူကညွှန်းထားပဲဒါပေမဲ့နောက်ဆုံးပိုက်မှာပို့ဆိုးတဲ့အခြေအနေကမေလရာတဲ့ခါချလိုက်ပါဆိုရင်တောင်မှအကျိန်2သိန်းနဲ့4,000ခါချမှသူ့ရဲ့ဒုက္ခဆူတွေကကြွာကြမယ်ဒါတောင်ပဲတစ်ချိန်ပဲကြွာကြမှာဒီကြပြာကဘယ်လိုပြောရမလဲဘွားကိုအကောင်းမြင်စိတ်အားကြီးလွန်းတဲ့သူတွေတက်ကြမ်းတွေကိုသဘောကျတဲ့သူတွေဆိုရင်တော့ဒီကြပြာကိုမဖတ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒီကြပြာကနေရစရာခမများဘာကောင်းကျိုးမှတော့ရှိမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အတွက်ဘာလို့ကျွန်တော်ဒီကြပြာကိုကြားရလဲဆိုတော့ဒီမေလမှာကျွန်တော်ကိုယ်တိုင်လည်းဒုက္ခဒုက္ခတွေအများကြီးကြုံခဲ့ရပါတယ်ဒီလိုအနိဋ္ဌာယုံဖြစ်တဲ့ဆိုတော့ဝေဒနာတွေဒဏ်ရာတွေအကြောင်းကိုဖွဲ့တည်ထားတဲ့ကြပြာတစ်ပုဒ်ကိုဘာလို့ကြားရလဲဆိုတော့အဲ့ဒါကိုကျွန်တော်အားကြတာမဟုတ်ဘူးဒီလိုခံစားရတဲ့ခံစားချက်ကငါတယောက်တည်းမဟုတ်ပါလားဒီနိုင်ငံမှာဒီလူတွေရင်ထဲမှာမောင်ချုံးနေဆိုတဲ့ပုံကိုရဲ့ရင်ထဲမှာတောင်ဒီလိုခံစားချက်တွေ
ရှိနေပါလားဆိုတဲ့အသည့်ကကျွန်တော်ကိုစိတ်ဖြေတာမှုပေးပါတယ်ဆိုတော့ကြပြာတွေဖတ်ခြင်းကကျွန်တော်အတွက်ဆိုရင်ဒါတရားထိုင်တယ်လို့ပါပဲကျွန်တော်တရားဓမ္မကိုအားထုတ်တယ်လို့ပဲကျွန်တော်ကြပြာတွေကိုဖတ်တယ်ကြပြာတွေဖတ်ခြင်းရတယ်ကျွန်တော်တို့ဘယ်တော့မှပို့ဆိုးတဲ့အခြေအနေကိုမရောက်စေဘူးဗျကျွန်တော်တို့စိတ်ကိုစောက်တီးရစေတယ်အရန်တစ်ဖက်ဆိုးရောက်တဲ့ခံစားချက်တွေပေါ့ပျော်လွန်တာတို့စိတ်ညစ်လွန်တာတို့ဒီလိုခံစားချက်တွေကနေကျွန်တော်ကိုအချိန်မီတည်ငြိမ်စေတဲ့အရာကကြပြာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကစာပေအမျိုးအစားတွေထဲမှာဆိုရင်ကြပြာကိုနောက်ဆုံးမှကျွန်တော်တွေးရှိခဲ့တယ်နောက်ဆုံးမှကြိုက်နေခဲ့တယ်ဆိုရင်မဲ့ကြပြာကဒီချိန်ထိကျွန်တော်အတွက်ပြောရင်တရားထိုင်ခြင်း meditation တစ်ခုလိုပဲကျွန်တော်ကြပြာကိုဖတ်ရှုနေတာဖြစ်ပါတယ်ခင်ဗျားတို့လည်းဒီကြပြာလေးကိုဖတ်ကြည့်ပါခံစားကြည့်ပါကျွန်တော်အခုပြောခဲ့တာကတော့ကျွန်တော်ခံစားရသမျှကိုကျွန်တော်ဘဝနဲ့ကျွန်တော်လက်ရှိအခြေအနေတိုက်ဆိုင်လို့ကျွန်တော်ဒီကြပြာကိုဖတ်ပြရင်ကျွန်တော်ခံစားရတာကိုပြောပြတာပါရုပ်တရက်စိတ်ကူးပေါက်တယ်လို့ကျွန်တော်မီးလာတဲ့အချိန်လေးမှာကောက်ပြီးတော့ပြောလိုက်တာဖြစ်တဲ့အတွက်ဒီကနေခင်ဗျားတို့ရရဘာမှမရှိသွားတာလည်းဖြစ်နိုင်ပါတယ်အစီအငုံမတည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဘာခံစားချက်မှမပေးနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါပေမဲ့အားနာပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာနောက်ကြပြခံစားမှုတွေမှာပိုကောင်းတဲ့ facts တွေပိုကောင်းတဲ့အမြင်တွေပိုကောင်းတဲ့ရှုထောင့်တွေပေးနိုင်ဖို့ကျွန်တော်ကြိုးစားတော့ပါမယ်အားလုံးပဲမေလကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်ပါစေပိုကောင်းတဲ့ဂျွန်လာကိုရရှိပါစေကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်